အမေများကိုရည်ရွယ်တာပါမိုးလင်းလို့မျက်လုံးနှလုံးပွင့်ပြီဆိုရင်ဖြစ်အမေများရဲ့နေ့စဉ်တစ်နေ့တာဖြစ်စဉ်လေးကိုသိစေခြင်းလို့ပါတာပတိများအားလုံးလဲအမေများကိုနားလည်မှုအပြည့်အဝပေးနိုင်ကြပါစေတေးတေးဆိုကျွန်တော်အောင်စော်ထက်ပါစိတ်နှလုံးအေးချမ်းရပါသည်ဘုရားရှိခိုးပြီးကိုယ်ရဲ့တော်သမီးများမြတ်တာဖို့ပါပြီးမြဲလို့လေဇေသွားဇေပြတော်သမီးများအပင်မဲ့ညီညူရမယ်ဒီလိုကြောင့်လေတကောကိုနဲ့ချက်ပြုတ်ကျွမ်းမွေမမောနိုင်မပန်းနိုင်အိမ်တွေကမိတောင်ဝတ္တရားကြီးပါတော့လေပြုံးမင်းမပြတ်ကိုတွေ့ကိုမငဲ့ကပီတိကိုစားလို့တော်လွေသမီးတွေညီတွေတွေ့ပျော်ရွှင်အေးချမ်းစေဖို့အိမ်တွေမှုကိုလုခတောင်းကြည်တဲ့မေမေချမ်းသာစေကြောင်းမေမေလက်ပြစေကြောင်းမေမေတတော်ရာကျော်ရှေးစေကြောင်း